ထားမဲ့ဆိုလို့ရှိရင်လည်းတစ်ခုတည်းနဲ့တော့ထည့်နေရောနော်ဒီလိုမျိုးလေးမို့ကနဆွဲလေးကြိုက်တော့မိုးဆိုင်မှာနဆွဲလေးအဲ့လိုမျိုးခတ်တာများတယ်ဒီလိုမျိုးလေးပေါ့နော်ဒါပေမဲ့ဆိုင်ဆိုတော့လည်းမိုးကငကတ်ကောဒီလိုနဆွဲတော့အကုန်လုံးတော့ခတ်ပါတယ်ဒါပေမဲ့နဆွဲလေးတော့ပိုအားတာပေါ့နော်ဒီလိုမျိုးလေးပါရှင်ဟိုမှာဟိုအနိကလေးပြန်နော်မှာပါနော်ဒီလိုမျိုးလေးပါဒီလိုမျိုးလေးပါရှင်ပုံစံလေးကဒီလိုမျိုးလေးပါရှင်ဒီလိုမျိုးလေးပါဒါလေးကကြတော့ကြောက်ပေါ့နော်ရွှေရလေဂျန်နာနေရအောင်လို့ရှိတယ်ဒီကောင်73ပဲ14ပဲရှိပါတယ်ဒီကောင်လေးဒီငကက်ကလေးရလေ73ပဲ14ပဲလို့ရှိရဲစိတ်ကကြတော့လေအပွင့်80 20ပေါ့နော်အားလုံးအပွင့်100ပေါ့အပွင့်100ပါရှင်ဒီကောင်လေးကြတော့လေ 1.53 က1.80စီ80က 1.53ရှိရဲအပွင့်20ကကြတော့ 0.34 လေးရှိတယ်ကြောက်ကကြတော့22ပွင့်ပါတယ်အားလုံးမှာ6တက်တော့မှ4တက်ခါပြီးပါရှင်ဒီလိုမျိုးလေးပါစိတ်လေးဆိုတော့အပြင်မှာကြည့်ကြည့်လေမီးအောင်မဟုတ်ဘူးဒီကအပြင်မှာကြည့်လေချက်ပြတ်တက်နေတယ်ဒီဝတ်ထားလို့ရှိရင်ဒီစိတ်ရောင်လေးကျသွားတယ်မျိုးလုံးဝမရှိဘူးဒီလိုအများရောပြတ်တက်နေတယ်နော်လက်စတာအများကြီးကောင်းနေတယ်ချက်ကလေးတွေလည်းတလုံးကြည့်ကြည့်ပြပါချက်ကလေးတလုံးကြည့်နေမှာဆိုလို့ရှိရင်ဟိုကဖန်တာမှန်တာနေနော်ဖန်တာမှန်တာပွင့်စင်လေးလည်းပြီးတော့တောင်းပေါက်နေတယ်နော်ဒီလိုလေးရရှင်အဲ့တော့မိုးပြထားလို့နော်ဘုပြဒီဟာလေးကလည်းတော်တော်ကြီးရနော်ရှည်လည်းတော်တော်ရှည်တယ်တစ်ထက်ဒီတစ်ထက်တရံလုံးနဲ့လည်းလေဝိုင်းတက်လို့ရှိရင်လှတယ်ဒီလိုပါ162သိန်းလေးပါရှင်ဒါလည်း162သိန်းရွှေနဲ့တစ်ချက်နီးနီးဆိုတော့ဒီရွှေဈေးကြောက်ဈေးစင်စင်လို့ပေါ့နော်162သိန်းလေးပါ162သိန်းကိုမိုးအခုတရား158သိန်း4တောင်းနဲ့ပြီးပါမယ်နော်158သိန်း4တောင်းနဲ့ပါရှင်မြတ်တဲ့ဆိုရင်မိုးရဲ့ Empress ဘုံစပုံလေးမှာအသေးစိတ်နည်းနည်းလေးပါရန်ကုန်မှာဆိုလို့ရှိရင် Density Jewelry Mall Level 2 B နှစ်ခွန်3နှစ်ခွန်လေးမှာစိတ်တိုင်းရတာတ िश ူအပေးပါရှင်ရဝေးကနေရဝေးကမမတွေနိုင်ငံခြားမမတွေပေါ့နော်ဒီနေဆိုလို့ရှိရင်တခြားဒီရန်ကုန်မြို့မဟုတ်တဲ့တခြားနေရာနေပြီးတော့မမတွေဆိုလို့ရှိရင်ညီမလေးတွေဆိုလို့ချိန်တက်တယ်ဆိုလို့ရှိရင်မိုးရဲ့ Empress Mall ဓာတ်မွေးကြွယ်လေးချက်ပုံလေးမှာအသေးစိတ်မြင်မြင်ပေးပါဗီဒီယိုကောလေးနဲ့ခေါ်ပြီးတော့လည်းမြင်မြင်လို့လည်းရတယ်မိုးအဲ့ဒါလေးလည်းအသေးစိတ်လည်းပြပေးလို့ရပါတယ်ရှင်မိုးကိုဝယ်တဲ့အမေရိကန်မမတွေဆိုလို့ရှိရင်သူတို့ဗီဒီယိုကောနဲ့ခေါ်ပြီးတော့အသေးစိတ်နေရပါတော့အသေးစိတ်ကြည့်ရဲပုံအဲ့မှာပဲသူတို့တစ်ခါလေးပြပေးရတယ်သူတို့အဲ့လိုမျိုးမှစတဲ့ကြတယ်ဒီကြောင့်ဗီဒီယိုပို့လိုက်တယ်ဆိုလို့ရှိရင်တော့တစ်ခါတလေကြာရင်ဟင်းမေးရအောင်ခေါ်ပြီးတော့မို့ခေါ်ပြီးတော့ပြပြီးတော့မှအဲ့ဒါမှသူကစိတ်တိုင်းကြတယ်အဲ့လိုမျိုးလေးလည်းမို့မြင်လို့ရပါတယ်နော်စိတ်ရည်ရွှေတင်တဲ့လေးလည်းအတိအကျမပြောပြထပ်ပြောပြပါလို့ရှိရင်အတိအကျမပြောပါနော်စက်တစ်ခုလည်းမထုတ်ပြပါနဲ့နော်တ िश ူအပေးတော့အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေလည်းအပေးပါအောင်နော်ဒီမှာရှင်းနေလေးဖြစ်ပါစေရှင်